Samotoria Genpati လို့ခေါ်တဲ့ Sea cucumber လို့ခေါ်တဲ့အကြီးဆုံးအမျိုးအစားကတော့10ပြီအထိရှည်လျားနိုင်ပါတယ်။ဒါပေမဲ့ဘလောက်ပဲရှည်လျားပါစေသူတို့ကဥနောက်လည်းမပါမျက်နှာလည်းမရှိတဲ့တတ္တဝါတွေဖြစ်ကြပါတယ်။ဟုတ်ပါတယ်။ပင်လယ်မြော့တွေမှာဥနောက်ရောမျက်လုံးမှမရှိကြပါဘူး။သူတို့မှာဓာတုဗေဒဆိုင်ရာအာယုံခံစနစ် chemical receptor တွေပဲရှိပြီးသမုဒ္ဒရာထဲမှာဓာတုပစ္စည်းတွေနောက်ကိုလိုက်ရင်ရှောက်သွားနေကြတာပါ။သူတို့ရဲ့ပါးစပ်မှာအစာကိုဖမ်းယူဖို့အာယုံခံလက်တံ tentacles လေးတွေရှိပြီးမြေပစွန် upworm တွေလိုပဲသမုဒ္ဒရာထဲကအညစ်အကြေးတွေကိုစားသုံးကြပါတယ်။ဒါပေမဲ့သူတို့ခန္ဓာကိုယ်တစ်ခုလုံးမှာစိတ်ဝင်စားစရာအကောင်းဆုံးကတော့ဒီအပေါက်လေးပါပဲဟုတ်ပါတယ်ဒီအပေါက်လေးဟာသူတို့အတွက်အသက်သွေးကြောပါပဲဘာလို့လဲဆိုတော့သူတို့ဟာသူတို့ရဲ့ဖင်ဘတ်ကနေတဆင့်အသက်ရှူကြလို့ပါသူတို့ဟာအောက်ဆီဂျင်ပါတဲ့ရေကိုစအုံကနေတဆင့်စုပ်ယူပြီးကာဗွန်ဒိုင်အောက်ဆိုက်ပါတဲ့ရေကိုပြန်ထုတ်ကြပါတယ်သူတို့ရဲ့ဖင်ဟာအသုံးမျိုးစုံနဲ့ကရိယာတစ်ခုပါပဲရန်သူနဲ့တွေ့တဲ့အခါရန်သူကိုထင်ရောင်ထင်မဖြစ်အောင်အဲ့ဒီအပေါက်ကနေတဆင့်သူတို့ရဲ့ကိုယ်ထွင်းကလိစာတွေကိုအပြင်ကိုထုတ်ပစ်လိုက်တတ်ပါတယ်ဒါပေမဲ့အဲ့ဒီကလိစာတွေကိုပြန်လည်ဖြစ်ပေါ်အောင်လုပ်နိုင်စွာ regenerate ရှိကြပါတယ်ဒီအပေါက်ကဘလောက်တောင်နာမည်ကြီးတယ်လဲဆိုရင် powerfish လို့ခေါ်တဲ့ငါးလေးတွေနဲ့အခြားငါးရှင်တန်ငါးအချို့ဟာပင်လယ်မြို့ရဲ့ဖင်ထဲမှာဝင်နေထိုင်ကြပါတယ်ဒါဟာအိမ်ငါးကပြီးစရာမလိုတဲ့ဘီကင်းနဲ့ခူလေးတစ်ခုလိုပါပဲဒါကြောင့်အဖျားရောင်ပင်လယ်မြော့တွေလိုမျိုးအချို့သောမျိုးစိတ်တွေကတော့အဲ့ဒီဂူထဲကိုမဖိတ်ခေါ်ပဲဝင်လာမဲ့သူတွေကိုတားဆီးဖို့တကားတစ်ခုပြုတ်လောက်လာကြပါတယ်ဒါကိုစအိုးသွား anal teeth လို့ခေါ်ကြပေမဲ့ဝါးဖို့ဒါမှမဟုတ်ကြိတ်ဖို့အတွက်တော့မဟုတ်ပါဘူးဒါကြောင့်စအိုးချန်စီကို anal fence လို့ခေါ်ရင်ပူမှတ်မိထင်ပါတယ်ပင်လယ်မြော့ရဲ့ခန္ဓာကိုယ်ကထူးခြားပါတယ်သူတို့ကတီးငယ်တဲ့နေရာလေးတွေကနေတိုးထွက်နိုင်ဖို့သူတို့ရဲ့ခန္ဓာကိုယ်ကိုဂျယ်လီလိုမျိုးအရေးပြောအောင်လုပ်နိုင်ပြီးအပြင်ရောက်ရင်မူလအတိုင်းမာကျောတဲ့ပုံစံပြန်ဖြစ်အောင်လုပ်နိုင်ကြပါတယ်နာမည်ကပင်လယ်သခွားသီးလို့အဓိပ္ပာယ်ရပေမဲ့သူတို့ကအပင်နေမဟုတ်ကြပါဘူးသူတို့ကငါးကျယ် starfish တွေလိုပဲတရိတ်ဆန်တွေဖြစ်ကြတယ်လူမျိုးစုအတော်များများမှာသူတို့ကိုစားသုံးကြပါတယ်လူအတော်များများကတော့တာယာပြားဝါးနေရတယ်လို့မျိုးအရာသာမရှိဘူးလို့ပြောကြပေမဲ့ကျွန်တော်ကတော့ကိုယ်တိုင်မမြင်စမ်းဘူးသေးပါဘူးကျွန်တော်တီချာပေါင်းအတီးပြုတ်နိုင်တာတခုကတော့ထုံးစံအတိုင်းတင်တို့အားလုံးကိုကျွန်တော်ချစ်ခင်မြတ်နိုးတာပါပဲဒီကဘာမြေပေါ်မှာကျွန်တော်တို့မမြင်နိုင်တဲ့ဒါမှမဟုတ်တတိမထားမိတဲ့ထူးခြားဆန်းပြတဲ့လူဝက်ချက်တွေအများကြီးရှိပါတယ်အဲ့ဒီထဲမှာကျက်စစ်နှစ်ခုကြားဆိုလိုတာကရေနဲ့ကုန်းဒီလောကနှစ်ခုလုံးကိုပိုင်ဆိုးထားတဲ့တတဝါလေးတွေရှိတယ်ဆိုတာသင်သိပါသလားသူတို့ကတော့တဘာဝတရားရဲ့အံ့ဖွယ်ကုန်းနေရည်နဲ့တတဝါများပါပဲသူတို့ရဲ့ဘဝဟာရေပြင်အောက်ကနူးညံ့လာတဲ့ဂျယ်လီဥလေးတွေထဲမှာတိတ်ဆိတ်စွာစတင်ခဲ့ပါတယ်ကနဦးမှာတော့သူတို့ဟာငါးလေးတွေလိုပဲရေအောက်မှာကူခတ်ရင်ပါးဟတ်နဲ့အသက်ရှူနေကြတာပါဒါပေမဲ့ကြည့်လိုက်ပါအချိန်တိုတွင်းမှာပဲသူတို့ရဲ့ခန္ဓာကိုယ်မှာအံ့ဩစရာကောင်းတဲ့ပြောင်းလဲခြင်းတွေဖြစ်လာပါတယ်အမီးတွေပျောက်သွားတယ်အဆုတ်တွေပေါ်လာပြီးတန်မားတဲ့ခြေထောက်တွေဖွံ့ဖြိုးလာပြီးရေအောက်ကဘာကိုစွန့်လွတ်ခွာလို့ကုံဖော်ကိုရဲရဲဝံ့ဝံ့တက်လန်းလာကြတယ်ဒါဟာတဘာဝတရားကဖန်တီးပေးလိုက်တဲ့ metamorphosis လို့ခေါ်တဲ့မောဆန်းနဲ့အသွင်ပြောင်းလဲခြင်းအမှုပညာပါပဲသူတို့ရဲ့အရေးပြားကိုကြည့်လိုက်ရင်အမြဲတမ်းပြောင်းလဲဆိုရွှေ့နေတာကိုတွေ့ရပါလိမ့်မယ်ဒါဟာအလအပအသက်တင်မဟုတ်ပါဘူးသူတို့ရဲ့အရေးပြားဟာထူးခြားတဲ့အသက်ရှူဆက်တစ်ခုလို့လှုပ်ဆောင်ပေးနေတာပါပါလွားဆိုရွှေ့တင်ဒီအရေးပြားကနေတဆင့်အောက်ဆီဂျင်ကိုတိုက်ရိုက်စုပ်ယူပြီးအသက်ရှင်နေကြတာဖြစ်တဲ့အတွက်ကြောင့်လေသူတို့ဟာအဆိုးရရှိတဲ့နေရာတိုင်းမှာဘဝကိုလွတ်လပ်စွာပျော်မွေ့နိုင်ကြတာပေါ့ဒီမျိုးနွယ်စုထဲမှာခုံပေါက်ပြေးလွှားနေတဲ့ဖားနဲ့ဖားပြုတ်တွေတင်ရှိတာမဟုတ်ပါဘူးရှေးဟောင်းနဂါးတွေနဲ့ဆင်တူတဲ့ salamander တွေအမီးတရညာနဲ့ကူးခက်တတ်တဲ့ newts တွေလည်းရှိတယ်ပိုပြီးစမ်းကြယ်တာကတော့ခြေလက်မပါမြေကြီးအောက်မှာလျှို့ဝှက်စွာအောင်းနေတတ်တဲ့ Caecilian လို့ခေါ်တဲ့မွေးတံတတ္တဝါတွေပဲဖြစ်ပါတယ်သူတို့အားလုံးဟာမိမိတို့ရဲ့သက်ဆိုင်ရာနယ်ပယ်အသီးသီးမှာတဘာဝတရားရဲ့ဟန်ချက်ကိုထိန်းညှိပေးနေကြတာပါတင်မသိနိုင်တာတစ်ခုကဒီတတ္တဝါလေးတွေဟာကျွန်တော်တို့ရဲ့အစားအစာတွေနဲ့စိုက်ပျိုးရေးအတွက်မရှိမဖြစ်လိုအပ်နေတဲ့အဆောင်ရှောက်တွေဖြစ်နေတာပါပဲသူတို့ဟာယောဂပိုးမွားတွေကိုတည်ဆောင်လာတဲ့ insect တွေနဲ့စိုက်ပျိုးရေးဖြတ်ပိုးတွေကိုတစ်နေ့တစ်နေ့ထောင်းနဲ့ချီပြီးစားထုံပေးနေကြပါတယ်ဒါပေမဲ့ဒီနေ့မှာတော့သူတို့ဟာကြီးမားတဲ့ချိန်မြင့်မှုတွေနဲ့ရင်ဆိုင်နေရပါပြီရေထုညဉ့်ညမ်းမှုရာသီဥတုဖောက်ပြန်မှုတွေဟာဒီသူရဲကောင်းလေးတွေရဲ့မျိုးဆက်ကိုတဖြည်းဖြည်းမှိမ့်မိန်ပျောက်ကွယ်သွားစေဖို့တုံ့ပို့နေပါတယ်ကုန်းလေးရင်းနေတတ္တဝါလေးတွေရဲ့အော်ဟစ်တန်ဟာတဘာဝတရားရဲ့ကျမ်းမာရေးအချက်ပေးတန်ပါသူတို့လေးတွေဆက်လက်ရှင်သန်နိုင်မှသာကျွန်တော်တို့ရဲ့ကဘာမီဟာလည်းလှပနေမှာပါအနာဂတ်မျိုးဆက်သစ်တွေအတွက်ဒီစမ်းကြယ်လာတဲ့တတ္တဝါလေးတွေကိုဝိုင်းဝန်းကာကွယ်စောင့်ရှောက်ပေးကြစို့